မွေးထားတယ်မာတာမိခင်မျက်စောင်းထိုးနေတာဘာလို့လဲဆိုတော့ဒဇိန်းကြောင်ခေါ်လာလို့တဲ့ဒီသူတင်ကြလေးချီအောင်သူများသားသမီးတွေသူများသားသမီးဘယ်လောက်တောင်မှချစ်စရာကောင်းအောင်ချီအောင်နေရင်ကြီးလိမ်မှာပို့ရမှာရင်ကြီးလိမ်မှာတန်းပို့မှာအားနဲ့အမေကိုမျက်စောင်းထိုးတယ်ဒဇိန်းနဲ့ရန်ဖြစ်တယ်ဆဲတယ်ဆိုတယ်ကုတ်တယ်အမေကိုလည်းကုတ်တယ်နော်ချာခိုခန်းခန်းမမချာခိုညနာစကားပြောနေတိုင်းလားအဖမ်းမလို့ဘူးသူများသားသမီးတွေဆိုမှကျွန်တော်အိတ်နေပြီအေးစေးလေးမင်းကအပြင်မှာချာခို咪咪，哒哒，不要这样看我呀！鸡哦，没有鸡的面哪？哎，面哪啦？谁在家啦？谁没打啦？不表喽，好啦，哒哒耶，茶哥，来，上来。鸡吧哦，没有拍没老不？茶口，你အဲ့မှာပဲနေသူများအီးပါတာကိုလေအီးပါမခံဘူးနင်းမှာတော့အီးရှူနေချက်ကိုကြည်စမ်းပါအောင်သူများတမီလေးညဘယ်တော့လိမ်မှာတနာစရာလေးသူ့ကိုပြင်ထုတ်ချင်နေပြီအဲ့လိုအမေကိုကြည့်ရမျက်စောင်းကအဲ့ဒီတိုင်းအချိုးတွေနော်ဥလည်းဖြုတ်ထားတယ်နင်တစ်ထပ်ပြီးဖြုတ်ကြမှာမရှိတော့ဘာတော့ကြည်အောင်